တနစ်သားရွယ်မှာအဲ့ဒီမျိုးသမီးကိုမေမေလို့တခွန်းခေါ်လိုက်ရုံနဲ့သူမဟာတင်ကိုတက်တက်လုံးချစ်သွားခဲ့ပါပြီအမေရဲ့ဝမ်ပိုင်ဟာအယမ်းကြီးမားတယ်တင်တကိုယ်လုံးကိုငိမ့်ချမ်းစွာဆန့်ဝင်စေခဲ့တာကိုအမေရဲ့ဝမ်ပိုင်ဟာအယမ်းလဲတင်းငယ်တယ်ကောင်းလို့ရအစားစားလေးတွေနည်းနည်းစားလိုက်ရုံနဲ့သူပိုက်ဝါသွားပြီလို့အမြဲပြောတတ်လို့ပါတကယ်လို့တင်ကယောက်ျားလေးတယောက်ကြည်ပြင်းလာတဲ့အထိဘေးနာကနေအဖော်ပြူးပေးမဲ့မိန်းကလေးတကယ်ရှိလားလို့မေးခင်ရင်အဲ့ဒါအမေပါပဲအမေတင်းကိုပထမဆုံးဆွေးတဲ့အချိန်တုန်းကသူမဟာလည်းအရန်ကိုလှုပ်ပါနှုတ်ပြနေတဲ့မိန်းကလေးတယောက်ပါတင်းကိုမပိုင်ဆိုင်ခင်တုန်းကသူမဟာလည်းကြောက်တတ်တဲ့မိန်းကလေးငယ်လေးတယောက်ပါပဲဒါပေမဲ့တင်းတွေအခိုင်အမာဆုံးသောအကာအကွယ်တိုင်းလွှားဖြစ်ပေးခြင်းနဲ့စိတ်ကြောင့်သူမဟာဘာကိုမှမကြောက်မရွံ့ပဲရဲရဲဝံ့ဝံ့ရင်ဆိုင်ခဲ့ပါတယ်တခါတလေမှာအမေကတင်းကိုအော်ဟစ်ဆူပူမိရင်တောင်တင်းပေါ်ထားတဲ့သူမရဲ့အချစ်ကတော့ဘယ်တော့မှမပြောင်းလဲပါဘူးတင်ကအမေတို့လက်ဆောင်တစ်ခုခုပြင်ဆင်ဖြစ်တဲ့အခါပိုက်ဆံတွေဖြုံးတီးလိုက်တာလို့ပြောပေးမယ်သူမရဲ့ရင်ထဲမှာတော့ဖော်မပြနိုင်တဲ့ပျော်ရွှင်မှုတွေနဲ့ပြည့်နှက်နေတာပါတယ်အမေဟာသူမရဲ့ဘဝတက်တဲ့လုံးခွန်အားတွေတုံးပြီးတင်းကိုမြင့်ထက်မြင့်အောင်ပင်တင်ပေးခဲ့တာမို့သူမရဲ့စေတနာကိုဘယ်တော့မှမစော်ကားလိုက်ပါနဲ့ကြည်ပြင်းလာတဲ့အခါမှာတင်တီးလာလိမ့်မယ်ဘလောက်ပဲနှောက်ကြကြတင်းကိုအိမ်မှာစောင့်မျှော်နေတဲ့သူဟာအမေတယောက်ကဲပဲရှိတယ်ဆိုတာကိုပါသူမပွေ့စီဖရိုလာကိုတင်းကစိတ်ပြတ်နေတတ်ပြီးမဲ့အဲ့လိုစကားမျိုးတွေကိုတခြားသူတွေကတော့ပြောဖို့တောင်စိတ်မဝင်စားကြပါဘူးတင်းကအဝေးကိုပြန်တန်းဖို့တဲ့အမြန်ကြီးပြင်းချင်နေခဲ့ပြီးမဲ့သူမကတော့ငကိုနီယာမှာတင်းကိုစောင့်ရင်စပင်းတွေဖြူဖွေးကုန်တာကိုတင်းမိနေခဲ့တယ်စိတ်မပြတ်ပါနဲ့အမေကိုခဏပြန်လှည့်ကြည့်ပေးပါဒီလောကမှာတင်းကိုတကယ်စေတနာနဲ့ကောင်းစားစေချင်တဲ့သူဟာအမေကလွယ်လို့မရှိသလောက်ရှားပါတယ်ဒီဗီဒီယိုလေးကနေတင်းတွေတခုခုရရှိသွားတယ်ဆိုရင် follow ခဲ့ဖို့မမေ့ပါနဲ့နော်